ဒီရွာမှာရှိတဲ့တခုကိုမနှက်ဖန်နေမထွက်ခင်မဖော်ထုတ်နိုင်ရင်ဒီတရွာလုံးကိုမိရွတ်ဖြက်စီးပြစ်မယ်။ဒါဟာရွာသူကြီးဦးမင်းထင်တသက်မှာကြုံပြုသမျှအကြီးအမားဆုံးချိန်ချောက်မှုပါပဲ။သူ့အရှိမဒူးထောက်နေတာတွေကတော့တရွာလုံးကရွာသားတွေအားလုံးရဲ့မျက်နှာတွေမှာကြောက်ရွံ့တုန်လှုပ်မှုတွေနဲ့မျက်ရည်တွေပြည့်နေပါတယ်။ဒါပေမဲ့အသက်60ကျော်အရွယ်ရွာသူကြီးဦးမင်းထင်ကတော့တည်ငြိမ်နေသေးပါပဲ။သူ့ရဲ့လက်ထဲမှာအနက်ရောင်အိုးတလုံးကိုကင်ထားရင်းရှေ့ကမောင်းမနေတဲ့စစ်ဗိုလ်ချုပ်ကိုစိုက်ကြည့်နေပါတယ်။အမှန်တရားဆိုတာနေမင်းကြီးလိုပဲတိမ်ဖုံးထားလို့ရပေမဲ့ပျောက်ကွယ်သွားအောင်လုပ်လို့မရဘူးဗိုလ်ချုပ်။ကျွန်တော်ကိုအချိန်3နာရီပဲပေးပါ။ဒီညမကုန်ခင်လက်စွပ်ခိုးတဲ့သူကိုခမရအရှိအရောက်ခေါ်လာပေးမယ်။လွန်ခဲ့တဲ့4နာရီကတပြေပင်ရွာကလေးကိုမြို့တော်ကနာမည်ကြီးစစ်ဗိုလ်ချုပ်မင်းကောင်ရောက်လာခဲ့ပါတယ်။သူဟာဘရင်ကြီးစီကစုလက်အဖြစ်ရထားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ငကားသွေးကြောက်စိမ့်လက်စွပ်ကိုဒီရွာမှာခဏနာရင်ပျောက်ဆုံးသွားခဲ့တာပါ။ငါရဲ့လက်စွပ်ကဒီရွာကလူတယောက်ခိုးတာသိကြတယ်။ခမရတို့ရွာကလူတွေပဲခိုးတာ။အခုချက်ချင်းရှာပေး။ဗိုလ်ချုပ်ရဲ့ဒေါသကတော်မီလိုတောက်လောင်နေပါတယ်။ရွာသူကြီးဦးမင်းထင်ကတော့ဗိုလ်ချုပ်ကိုအကဲခတ်ကြည့်လိုက်တယ်။ဗိုလ်ချုပ်နဲ့အတူပါလာတဲ့နောက်လိုက်စစ်သည်9ယောက်ရဲ့မျက်နှာတွေကိုလည်းတစ်ယောက်ချင်းစီလိုက်ကြည့်နေပါတယ်။သူ့ရဲ့ပညာရှိမျက်လုံးတွေကတခုခုကိုရိပ်မိသွားပုံရပါတယ်။ဦးမင်းထင်ကတော့ရွာသားတွေနဲ့စစ်သည်အလုံးကိုအိတ်ရှိကွင်းပြင်မှာစုခိုင်းလိုက်ပါတယ်။ပြီးတော့အနက်ရောင်အုပ်တလုံးကိုအဝတ်နဲ့အုပ်ပြီးအလဲမှာချထားလိုက်တယ်။ဒီအိုးထဲမှာလိန်ညာတဲ့သူကိုသိတဲ့မော်ကြီးကတစ်ကောင်ရှိတယ်။မင်းတို့အားလုံးတယောက်ချင်းစီဒီအိမ်ထဲကိုဝင်ပြီးဒီအိုးကိုလက်နဲ့ထိရမယ်။တကယ်လို့မင်းတို့ဟာလူမှန်ရင်ကြီးကန်းကငိမ့်နေလိမ့်မယ်။ဒါပေမဲ့လက်စွပ်ခိုးတဲ့သူကအိုးကိုကန်လိုက်တာနဲ့ကြီးကန်းကအော်ဟစ်ပြီးခိုးတဲ့သူရဲ့လက်ကိုမဲသွားအောင်လှုပ်လိုက်လိမ့်မယ်။ရွာသားတွေရောစစ်သည်တွေရောပါကြောက်ကြောက်လန့်လန့်နဲ့တယောက်ချင်းစီအိမ်ထဲကိုဝင်သွားကြပါတယ်။အားလုံးအပြင်ပြန်ထွက်လာတဲ့အခါဦးမင်းထင်ကကဲအားလုံးမင်းတို့လက်တွေကိုမြှောက်ပြကြ။ထူးဆန်းတာကရွာသားအားလုံးရဲ့လက်တွေကမဲနှံ့နေပါတယ်။စစ်သည်လေးယောက်ရဲ့လက်ကလည်းမဲနေပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်ရဲ့အယုံကြည်ရဆုံးကိုရံတော်စစ်သည်လေးယောက်ရဲ့လက်ကတော့တန်ရှင်းစင်ကြယ်နေပါတယ်။စစ်ဗိုလ်ချုပ်ကရဲမောလိုက်ပြီးဟာဒီမှာညီစံဒီစစ်သည်ရဲ့လက်ကမမဲဘူး။အဲ့ဒီတော့သူကလူရိုးပဲပေါ့။ခမားရဲ့မော်ကြီးကန်းကအလကားပါပဲလားတကြီး။ဦးမင်းတင်ကပြုံးလိုက်ပြီးမဟုတ်ဘူးဗိုလ်ချုပ်ဒီစစ်တီကလူရိုးမဟုတ်ဘူးသူကတော့တခိုးပဲအဲ့ဒီစစ်တီရဲ့ရင်ဝါကိုလက်ညှိုးထိုးပြီးပြောလိုက်ပါတယ်ဘာဘိုးရိုးရောစစ်တီပါအံ့ဩသွားကြပါတယ်ကြီးကန်းကမအော်ပဲလက်ကလည်းမမဲပဲနဲ့သူကဘာလို့တခိုးဖြစ်ရတာလဲဦးမင်းတင်ကစစ်တီရဲ့မျက်လုံးကိုစိုက်ကြည့်ရင်အစ်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအိုးထဲမှာကြီးကန်းမရှိလို့ပဲအိုးထဲမှာကြီးကန်းမရှိဘူးရွာသူကြီးဦးမင်းထင်ရဲ့စကားတခွန်းကြောင့်တရွာလုံးအကြက်အတံပဲမကြားရတော့အောင်တိတ်ဆိတ်သွားပါတယ်စစ်ဗိုလ်ချုပ်မင်းကောင်ရဲ့မျက်နှာကနီမြန်းလာပြီးဒေါသနဲ့နားမလဲနိုင်မှုတွေရောပြိုးနေတယ်သူ့ရဲ့အယုံကြည်ရဆုံးကိုရံတော်အောင်ကျော်ကတော့မျက်နှာလေးဖြူရော်သွားပြီးသူ့ရဲ့တန်ရှင်းနေတဲ့လက်ဖော်ဝါးတွေကိုကြစ်ကြစ်ပါအောင်ဆုပ်ထားမိပါတယ်တကြီးခမည်းကကျုပ်ကိုကစားနေရလားဘသူကတခိုးဆိုတာခမည်းဘယ်လိုလုပ်သိမလဲအိုးထဲမှာကြီးကန်းမရှိရင်ဗိုလ်ချုပ်ကဟင်းဟောင်းလိုက်ပါတယ်ဦးမင်းတင်ကအတင်းငိမ်စွာနဲ့အိုးနားကိုရှောက်သွားပါတယ်သူကအိုးပေါ်ကအဝတ်နက်ကိုဆွဲဖယ်လိုက်တဲ့အခါအိုးထဲမှာဘာမှမရှိပဲမိသွေးမုံတွေအပြည့်ရှိနေတာကိုအားလုံးမြင်လိုက်ရပါတယ်ဗိုလ်ချုပ်ဒီအိုးထဲမှာမှော်ကြီးကန်းမရှိပါဘူးဒါပေမဲ့ဒီအိုးရဲ့နှုတ်ခမ်းသားတွေကိုကျွန်တော်မိသွေးမုံတွေတုပ်ထားပါလားလူရိုးဆိုရင်တော့အပြည့်မရှိတဲ့အတွက်ကျွန်တော်ပြောတဲ့အတိုင်းအိုးထဲကိုရဲရဲဝိုးလက်နှိုက်လိုက်မယ်အဲ့ဒီအခါသူတို့ရဲ့လက်မှာမိသွေးတွေပေကျန်းကုန်မှာပေါ့ဦးမင်းတင်ကအောင်ကျိုးကိုစူးစိုက်ကြည့်လိုက်ရင်ဆက်ပြောပါတယ်ဒါပေမဲ့ခိုးထားတဲ့သူကတော့သူ့ရဲ့လက်ကိုကြီးကန်းကစိတ်မှကြောက်တယ်လက်မဲသွားရင်အဖမ်းခံရမှာကိုကြောက်တယ်ဒါကြောင့်သူဟာအိုးထဲကိုလက်နှိုက်ဟန်ဆောင်ရုံပဲလုပ်ပြီးအိုးရဲ့နှုတ်ခမ်းသားကိုတော့မထီရဲခဲ့ဘူးဒါကြောင့်သူ့ရဲ့လက်ကတခြားသူတွေနဲ့မတူပဲပြောင်ဆင်းနေတာပေါ့စစ်တီအောင်ကျော်ရဲ့ခြေထောက်တွေတုံရင်းလာပါတယ်ဗိုလ်ချုပ်မင်းကောင်ကသူ
သူတစ်ဘက်ကိုကြည့်ပြီးမျက်လုံးတွေပြူးကျလာတယ်အောင်ကျော်မင်းတကယ်ပဲခိုးတာပေါ့အောင်ကျော်ဟာဘိုလ်ချုပ်ရဲ့ချိန်ရင်မှာဒူးထောက်ကြသွားပြီးကျွန်တော်မှားသွားပါတယ်ဘိုလ်ချုပ်ကျွန်တော်အမေနေမကောင်းနေလို့ငွေလိုးနေရနဲ့စိတ်မောင်မှားပြီးခိုးမိတာပါဗျာတုံးကြီးစွာဝန်ခံလိုက်တော့တယ်ရွာသားတွေဟာတပ်ပြင်းချနိုင်ကြပြီးဖြစ်တယ်လို့ဦးမင်းထင်ရဲ့ဉာဏ်ပညာကိုလည်းအံ့ဩကြီးကျူးမဆုံးပြင့်နေကြပါတယ်ဘိုလ်ချုပ်ကတော့ရှက်လဲရှက်ဒေါသလဲထွက်နေရင်နဲ့အောင်ကျော်ကိုဖမ်းဆီးဖို့အမိန်ပေးလိုက်ပါတယ်လက်စွပ်ပြန်ရသွားပေမဲ့ဦးမင်းထင်ရဲ့မျက်နှာမှာပျော်ရွှင်တဲ့အရေးအရာမရှိပါဘူးသူကဘိုလ်ချုပ်လက်ထဲကလက်စွပ်ကိုတစ်ချက်ကြည့်လိုက်ပြီးမျက်မှောင်ကျုပ်လိုက်တယ်ဘိုလ်ချုပ်ခွင့်လွတ်ပါအောင်ဒီလက်စွပ်ကဘရင်ကြီးပေးထားတဲ့သူ့လက်လို့ပြောခဲ့တယ်မဟုတ်လားဘိုလ်ချုပ်ကမန်တက်စွာနဲ့ဟုတ်တယ်ဒါကနိုင်ငံတော်ယတနာပဲဦးမင်းထင်ကလေတံကိုနှိမ့်လိုက်ပြီးဒါဆိုရင်တော့ဘိုလ်ချုပ်တတိထားရမယ်ဒီလက်စွပ်ရဲ့အလဲမှာရှိတဲ့ကြောက်စိမ့်ကတာမန်ကြောက်စိမ့်မဟုတ်ဘူးဒါကသွေးဆုပ်ကြောက်ပဲဒီလက်စွပ်ကိုပိုင်ဆိုင်တဲ့သူဟာမကြခင်မှာပဲကြီးမားတဲ့ဘေးဒုက္ခတစ်ခုနဲ့ကြုံရလိမ့်မယ်လို့ရှင်းကျမ်းတွေမှာဖတ်ဖူးတယ်ဦးမင်းတင်ဟာဘိုလ်ချုပ်ကိုတတိပေးစကားဆိုလိုက်ပါတယ်ဘိုလ်ချုပ်ကဦးမင်းတင်ရဲ့စကားကိုရဲသွေးရမ်းလိုက်ပါတယ်ခင်ဗျညံကောင်းတာတော့ဟုတ်ပါတယ်ဒါပေမဲ့ဒီလိုအပေါ်သားချောက်လန့်မှုတွေတော့ငါမယုံဘူးဘိုလ်ချုပ်ဟာမြင်းမော်တက်ကရွာကနေထွက်သွားပါတယ်ဒါပေမဲ့ဘိုလ်ချုပ်ထွက်သွားပြီးနိုင်ပိုင်းအကြာမှာပဲရွာရဲ့ကင်းတော်တယောက်အပြေးအလွှာရောက်လာပါတယ်တကြီးဒုက္ခပဲဗျာဘိုလ်ချုပ်တို့အဖွဲရွာအထွက်ကမွေဟောက်တွင်း6ထဲမှာတိုက်ခိုက်ခံလိုက်ရပြီလူတသူကဘိုလ်ချုပ်ကိုဖမ်းသွားပြီးလက်စွပ်ကိုလူသွားကြပြီဗျရွာသားတွေအားလုံးထိတ်လန့်သွားကြပါတယ်ဦးမင်းတင်ကတော့ကောင်းကင်ကိုကြည့်လိုက်ပြီးငါထင်တဲ့အတိုင်းပဲဒီလက်စွပ်ကတာမန်ပစ္စည်းပြောင်းမှုမဟုတ်ဘူးဒါကတစုံတစ်ယောက်ကငါတို့ရွာကိုပါဆွဲထဲဖို့ခင်းထားတဲ့ထောင်ချောက်ပဲတကြီးအဲ့ဒီလူတွေကဘယ်သူတွေလဲရွာသားတစ်ယောက်ကမေးလိုက်ပါတယ်ဦးမင်းတင်ကတုံကြီးနေတဲ့လက်နဲ့စာအုပ်ဟောင်းတအုပ်ကိုထုတ်လိုက်ရင်သူတို့ကလူတွေမဟုတ်ဘူးသူတို့ကအမောင်တော်ထဲမှာနှစ်ပေါင်းများစွာပုံအောင်နေတဲ့တေမင်းတမန်ဝတ်စုံနဲ့အဖွဲတွေပဲသူတို့ကဒီလက်စွပ်ကိုရဖို့အတွက်ငါတို့ရွာကိုမြေလံပစ်လိုက်မယ်ရုတ်တရက်ရွာရဲ့တစ်ဖက်ချမ်းကနေမိခိုးလုံးကြီးတွေတက်လာတာကိုမြင်လိုက်ရပါတယ်ရွာသူကြီးဦးမင်းထင်ကတော့သူ့ရဲ့တောင်မွေးကိုတင်းတင်းဆုပ်ကန်ရင်အားလုံးမြင်စင်ကြတော့စစ်ပွဲကငါတို့အိမ်တကားဝါကိုရောက်လာပြီရွာရဲ့အရှိဘက်ကကောင်းကင်ရံတစ်ခုလုံးမိကုံလုံးကြီးတွေဖုံးလွှမ်းသွားတယ်ရွာသားတွေရဲ့အော်ဟစ်သံတွေကလင်းငယ်တွေရဲ့ငိုသံတွေကတပြေးပြင်းရွာရဲ့ငြိမ်းချမ်းမှုကိုတသားစီရိုက်ခွဲလိုက်ပါပြီဘိုးချုပ်မင်းကောင်ကိုဖမ်းဆီးသွားတဲ့ဝိယုံနဲ့အဖွဲဟာအခုတော့ရွာကိုပါဝိုင်းထားလိုက်ကြပါပြီသူတို့ဟာလူသားတွေလားဒါမှမဟုတ်ငရဲကတက်လာတဲ့တင်မင်းတမန်တွေလားဆိုတာဘယ်သူမှမခွဲခြားနိုင်ပါဘူးအားလုံးတိတ်ကြသမ်းဦးမင်းတင်ရဲ့အတန်ကအိုမင်းပေမဲ့ကျဲလောင်ပြတ်သားစွာထွက်ပေါ်လာပါတယ်ရွာလေကွင်းပြင်မှာစူယုံနေကြတဲ့ကြောက်ရွံ့နေတဲ့ရွာသားတွေဟာတကြီးကိုကြည့်ပြီးရင်ကျသွားပါတယ်ငါတို့မှပြေးရမြေမရှိဘူးအရှိမမီးနောက်မှ6ကန်းပါငါတို့မှရှိတာကစီလုံးမှုနဲ့ဉာဏ်ပညာပဲလူပြိုလူလွတ်တွေအကုန်လုံးတောခေါက်ဓာလေးတွေယူခဲ့ကြမိန်းမနဲ့ကလေးတွေဖုန်ကြီးချောင်းဝင်းထဲမှာပုန်းနေကြဦးမင်းတင်ကပြောရင်းနဲ့သူ့ရဲ့အိမ်ထဲကနေထူးဆန်းတဲ့အဝါရောင်အလံငယ်5ခုကိုထုတ်လိုက်ပါတယ်ဒါဟာတာမန်အလံတွေမဟုတ်ဘဲရွာရဲ့ရှေးဟောင်းမြေပုံလမ်းညွန့်တွေဖြစ်ကြောင်းတကြီးတယောက်ပဲသိပါတယ်တကားဝမှာရင်းစည်းသူ10ယောက်ခန့်ရက်လိုက်ကြပါတယ်သူတို့အားလုံးကမျက်နှာကိုအမဲရောင်ပစိုးသားတွေနဲ့စီထားပြီးကြောမှာတရှည်ကြီးတွေလွှဲထားကြတယ်ခေါင်းဆောင်ဖြစ်သူကမြင်းပေါ်ကနေခုန်ဆင်းလိုက်ပြီးဦးမင်းထင်ကိုစိုက်ကြည့်လိုက်တယ်တကြီးခမည်းမှာပညာရှိတယ်လို့ကြားတယ်ဒါပေမဲ့ဒီနေ့တော့ခမည်းရဲ့ပညာကငါတို့ဓာတ်ကိုမဓားနိုင်ဘူးငါတို့လိုချင်တာကသွေးစုပ်ကြောက်ရဲ့လှုပ်ဝက်ချက်ပဲဘိုလ်ချုပ်စီမှာလက်စွပ်ပဲရှိတယ်အဲ့ဒီလက်စွပ်ကိုဘယ်လိုသုံးရမလဲဆိုတဲ့ကျန်းစာကခမည်းကြီးစီမှာရှိနေတာငါတို့သိတယ်ရွာသားတွေအံ့ဩသွားပါတယ်ဦးမင်းတင်စီမှာဒီလောက်အရေးကြီးတဲ့ကျန်းစာရှိနေတာဘယ်သူမှမသိခဲ့ကြပါဘူးဦးမင်းတင်ကတော့အသာအရာပြုံးလိုက်ပြီးမင်းတို့လိုလူသက်သမားတွေလက်ထဲကိုဒီကျန်းစာရောက်သွားရင်ကဘာကြီးပြက်စီးလိမ့်မယ်ငါသေးသွားရင်တော့မင်းတို့ကိုပေးမှာမဟုတ်ဘူး
ဒါဆိုရင်တော့ခမည်းတော်ရွာကိုမြေလံရမှာပေါ့ဝတ်စုံနဲ့ခေါင်းဆောင်ကအမိန်ပေးလိုက်တာနဲ့သူ့လူတွေကရွာထဲကိုဝင်စီးဖို့ပြင်လိုက်ကြပါတယ်ဒါပေမဲ့သူတို့ရွာလမ်းမအတိုင်းဝင်လာတဲ့အခါမှာတော့ထူးဆန်းတာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်လက်တစ်လျှောက်မှာစိုက်ထူထားတဲ့အဝါရောင်အလံတွေစီကနေဖြူဖွေးတဲ့မိခိုးတွေရုတ်တရက်ထွက်ပေါ်လာပါတယ်ဒါဟာစုံးကုတ်ဝေအတက်မဟုတ်ပဲဦးမင်းတင်ကြိုတင်ပြင်ဆင်ထားတဲ့ထုံးမုံနဲ့ဈေးဖို့ဆက်မှုလက်ဝက်တစ်ခုပါဝတ်စုံနတ်တွေဟာမြူကိုးတွေကြားမှာလမ်းပြောက်ကုန်ကြပါတယ်ဘယ်ကိုသွားရမလဲဘာမှမမြင်တော့ဘူးအော်ဟစ်နေကြတဲ့မှာပဲဦးမင်းတင်ကရွာသားတွေကိုအချက်ပေးလိုက်ကြပါတယ်အခုပဲဦးမင်းတင်ရဲ့အမိန့်တန်အဆုံးမှာရွာသားတွေဟာကြိုတင်တူးထားတဲ့ကျင်းတွေထဲကနေထွက်လာပြီးရန်သူတွေကိုပိုက်ကွန်တွေနဲ့ပစ်ဖမ်းကြပါတယ်။လဲသီတော်တွေကလည်းမြူကိုးတွေကြားထဲကနေတိကျစွာပစ်ခတ်ကြပါတယ်။ဗျူဟာကအောင်မြင်လူနီးပါးဖြစ်နေချိန်မှာဝတ်စုံနဲ့ခေါင်းဆောင်ကသူ့ရဲ့ဓာတ်ကိုမြေကြီးထဲကိုထိုးဆိုင်လိုက်ပြီးတူးဆန်းတဲ့လေချွန်တန်တစ်ခုကိုပေးလိုက်ပါတယ်။အဲ့ဒီအခါမှာတော့ရွာရဲ့မြေအောက်ကနေမွေဟောက်တွေထွက်ပေါ်လာပြီးရွာသားတွေကိုပြန်လည်တိုက်ခိုက်ပါတော့တယ်။အာဟာဟာဟာတကြီးခမည်းကလူတွေကိုပဲထိန်းချုပ်နိုင်တာငါတို့ကတော့တရဝါတွေကိုထိန်းချုပ်နိုင်တယ်ဝိယုံနဲ့ခေါင်းဆောင်ကကျုံသွားလိုက်ပါတယ်ရွာသားတွေမွေကိုက်ခံရပြီးလဲကြကုန်ပါတယ်ဦးမေးတင်ရဲ့မျက်နှာမှာပထမဆုံးအကြိမ်စိုးရိမ်စိတ်တွေထွက်ပေါ်လာပါတယ်သူ့ရဲ့တောင်မွေးကိုမြေကြီးပေါ်မှာဆောင်းလိုက်ပြီးဒါဆိုရင်တော့ငါရဲ့နောက်ဆုံးလိုဝက်ချက်ကို300တော့မှာပေါ့သူ့ရဲ့တောင်မွေးတဲကနေထူးဆန်းတဲ့အပြာရောင်လင်းနှန်းတစ်ခုထွက်ပေါ်လာပြီးဝတ်စုံနဲ့ခေါင်းဆောင်ရဲ့ရှေ့မှာရပ်သွားပါတယ်။အဲ့ဒီအလင်းနှန်းထဲမှာမြင်ရတာကတော့ပျောက်ဆုံးနေတဲ့လက်စွပ်ရဲ့ပုံရိပ်ပဲဖြစ်ပါတယ်။မင်းလိုရင်ဒါလား။ဓာယူလေ။ဒါပေမဲ့ဒါကိုထိလိုက်တာနဲ့မင်းရဲ့အသက်ဝိညာဉ်ကိုစတေးရလိမ့်မယ်။ဦးမေးတင်ရဲ့တောင်ဝေးထိပ်ကနေထွက်ပေါ်လာတဲ့အပြာရောင်အလင်းနှန်းဟာမှောင်မိုက်နေတဲ့ရွာလေကွင်းပြင်ကိုလွှမ်းမိုးသွားပါတယ်။အဲ့ဒီအလင်းနှန်းထဲမှာရေကူးနေသလိုလွင်မျောနေတာကတော့ဘိုးကျုံမင်းကောင်ဒီကလူယူသွားတဲ့ငကားသွေးကြောက်စိမ့်လက်စွပ်ရဲ့ပုံရိပ်စစ်စစ်ပါပဲ။တုံကြီးနေတဲ့အလင်းနှန်းကြားမှာလက်စွပ်ရဲ့အလဲကကြောက်စိမ့်ဟာတကယ်ပဲသွေးရောင်လွှမ်းနေသလိုနီမြန်းနေပါတယ်။ဝတ်စုံနဲ့ခေါင်းဆောင်ဟာရင်းပုံကနေဆင်းလိုက်ပြီးအလင်းနှန်းစီတစ်ဖြည်းဖြည်းတိုးကပ်သွားပါတယ်။သူ့ရဲ့မျက်လုံးတွေထဲမှာလောဘနဲ့အံ့ဩမှုတွေအတိုင်းသာပေါ်လွင်နေပါတယ်။ဒါတကယ်လက်စွပ်ပဲခမကျိုးတို့ကိုဘယ်လိုလုပ်ပြီးဒီမှာပြနိုင်တာလဲတုံကြီးနေတဲ့အတန်နဲ့မေးလိုက်ပါတယ်ဦးမင်းတင်ကတောင်ဝေးကိုတင်တင်ဆုပ်ကန်ရင်ဒီလက်စွပ်ကတာမန်ကြောက်စိမ့်လက်စွပ်မဟုတ်ဘူးငါပြောခဲ့သားပဲဒါကဝင်းကျင်ကြောက်လဲဟုတ်တယ်ငါရဲ့အသက်ဝင်းကျင်နဲ့ဒီလက်စွပ်ကိုချိတ်ဆက်ထားတာနှစ်ပေါင်းများစွာရှိပြီမင်းလိုချင်တဲ့ကျန်းသာကဒီလက်စွပ်ရဲ့မြေပုံပဲဒါပေမဲ့ဒါကိုလက်နဲ့ဓာတ်ရိုက်ထိလိုက်တာနဲ့မင်းရဲ့အသက်ဝင်းကျင်ကိုဒီကြောက်ကစုပ်ယူသွားလိမ့်မယ်။ရွာသားတွေဟာဝေဟောက်တွေကြားမှာငြိမ်သက်နေရင်တကြီးရဲ့စကားကိုနားထောင်နေကြပါတယ်။သူတို့ကရွာလူကြီးဟာဓာကိုကောက်ခဲဖို့အတွက်ပဲထင်နေကြပေမဲ့သူ့ရဲ့အသက်ကိုပါစတေးထားတာကိုခုမှသိကြရပါတယ်။ဟာဟာဟာရွာသူကြီးခမရဲ့၆လက်မှုတွေကိုငါမကြောက်ဘူး။ငါကဒီလက်စွပ်ကိုရဖို့ငါအသက်ကိုတော့ဂယုမဆိုင်ဘူး။ဝတ်စုံနဲ့ခေါင်းဆောင်ကအလင်းတန်းထဲကလက်စွပ်ပုံရိပ်ကိုလန့်ကင်ဖို့ပြင်လိုက်ပါတယ်